ကြည်စံအမလေးနေဖေထွားအဲ့ရသလားအမေကတော့ဒီမှာလေထမင်းဟင်းနဲ့ချက်ပြုတ်လို့ဟဲ့ဟိုတကမထသေးဘူးလားလာခဲ့လိုက်မိဖို့ကြောင့်လည်းလာခဲ့လိုက်တော့ပြောချင်ဘူးနော်လိမ္မာကိုရွာကမင်းနဲ့တွေ့မှထူးခြားလာပြီမင်းနဲ့မတွေ့ခင်ကပေးဒီပေးစုံလမ်းဘေးမှာရှိလမ်းဘေးကွန်ရဆိုင်ဆက်လေးဝဲပြီးနှခမ်းလေးမှသိအတက်ကုန်ရှိုက်ပြီးတော့အငွေ့တွေကိုမုတ်ထုတ်ပါကုံကုံပြောရရင်ပေါင်းနေမှာပြီးရက်ပါတောက်တက်လာစိတ်မချရုံတမဲပဲဝီပါတောက်တက်လာကိုလောက်တာမှန်လားမလားခေါင်းနဲ့မထားပါမင်းနဲ့တွေ့မှကိုလည်းတော်တော်ပြောင်းလဲသွားတာပြောင်းလဲသွားတာပြောင်းလဲသွားတာမင်းကြောင့်ကိုမှပြောင်းလဲသွားတာပြောင်းလဲသွားတာပြောင်းလဲသွားတာမင်းကြောင့်ကိုမှပြောင်းလဲသွားတာစလုံးဝိုင်းဝိုင်းလေးရေးပြစရာမလမ်းပြချင်လေးပါကိုတွေ့တော့ရှိမဖြစ်လို့အပ်တာမမဲတဲ့ဘူအောင်လင်းပေးလို့ထားကိုဆုံးကျူလေးပမာကိုတွေ့တော့မင်းကရှိမဖြစ်လို့အပ်တာစလုံးဝိုင်းဝိုင်းလေးရေးပြစရာမလမ်းပြချင်လေးပါကိုတွေ့တော့ရှိမဖြစ်လို့အပ်တာမမဲတဲ့ဘူအောင်လင်းပေးလို့ထားကိုဆုံးကျူလေးပမာကိုတွေ့တော့မင်းကရှိမဖြစ်လို့အပ်တာမင်းနဲ့မတင်တွေ့ခဲ့အဲ့ဒီနေ့ကစလို့ကိုစိုးကမိုက်ခက်ချင်းနဲ့ပြုတ်ပြင်တက်ကနေပြန်စားမလို့ကိုဘွားကိုချိန်တိုလေးတွင်ပြောင်းလဲမင်းကတီးကကြလို့မင်းမကြိုက်တဲ့ຢာတွေရှိရင်ပြောပါနောက်ဆိုထမလို့စီးချထားမလို့တတိတရထားလို့မင်းကိုမြဲလို့လွမ်းမဲ့ယူပါဒုနှစ်ယောက်ရဲ့တွေ့ဆုံခြင်းအလှရဲ့နတ်တွေဖတ်တဲ့ဖူးစာမြင်မြင်ချင်းချစ်မိသွားတယ်မင်းရဲ့ပြုံးနဲ့ကြည့်တစ်ချက်တိတ်ကိုတိတ်မှထားခဲ့ပြီးနာကက်ကိုမင်းလက်တွဲကရှစ်ဆက်မောင်မိုက်တဲ့ကိုရဲ့ဘွားတွေဝင်လာပြီးတော့နေရလင်းပြဖြူစင်တဲ့စိတ်ထားလေးနဲ့မင်းရဲ့လာကပန်းများတစ်ဖွဲတနေ့မှလက်ထက်ကြမယ်မင်းနဲ့မင်္ဂလာခမ်းမလဲနာကက်ရဲ့လင်းနဲ့လေးဖြစ်မင်းကကိုတွေ့လမ်းပြချင်စလုံးဝိုင်းဝိုင်းလေးရေးပြစရာမလမ်းပြချင်လေးပါကိုတွေ့တော့ရှိမဖြစ်လို့အပ်တာမမဲတဲ့ဘူအောင်လင်းပေးလို့ထားကိုဆုံးကျူလေးပမာကိုတွေ့တော့မင်းကရှိမဖြစ်လို့အပ်တာစလုံးဝိုင်းဝိုင်းလေးရေးပြစရာမလမ်းပြချင်လေးပါကိုတွေ့တော့ရှိမဖြစ်လို့အပ်တာမမဲတဲ့ဘူအောင်လင်းပေးလို့ထားကိုဆုံးကျူလေးပမာကိုတွေ့တော့မင်းကရှိမဖြစ်လို့အပ်တာကိုမင်းနဲ့ပေါင်းရဖို့အတွက်ဖျားမဆူတောင်းတိုင်းနဲ့ထားတယ်မင်းမိဘသဘောမတူလေကိုရဲ့ဝေးရရှောင်းပဲမသွားနဲ့ရှင်တော့ကဆိုးမိုက်ခက်တဲ့မြမင်းနဲ့တွေ့မှလိမ့်မှသွားကျွန်တော်သူ့ပေါ်ထားချစ်ကစစ်မှန်နေဆိုတာအန်နီနာလေချစ်ကိုအန်နီကုံဝေးနဲ့မနိုင်ရှင်ပါနဲ့အန်နီသိမ့်မှတ်တဲ့ခုံဝေးမပေးနိုင်ပါနဲ့ဖြူစင်နဲ့မြတ်တာလေးတော့ပေးနိုင်ပါတယ်အန်နီသဘောမတူလဲအန်နီတမီးကိုခိုးပြေးမှာပဲပြောင်းလဲသွားတာစလုံးဝိုင်းဝိုင်းလေးရေးပြစရာမလမ်းပြချင်လေးပါကိုတွေ့တော့ရှိမဖြစ်လို့အပ်တာ